နောင်တနဲ့နော်ဟုတ်တယ်ကောင်းပါလေးကိုမာနတွေခွာချအောင်တချင်းကဥပမာပေးနေဖះလက်ထက်ကမဲခေမာဆိုတဲ့မိဖះရှိတယ်တဲ့ဟုတ်ကဲ့အဲ့ဒီမိဖះကိုဖះကတရားပြမှာမဲခေမာအဲ့ဒီမာနတွေကိုခွာချခဲ့တာမဟုတ်လားမာနတကွန်းထူခဲ့တဲ့ခေမာမိဖះဘုရားရှင်ကမိဖုရားရဲ့ရှေ့မှာသူ့တဲ့လှပတဲ့အမျိုးသမီးလေးတွေကိုဖန်ဆင်းလိုက်မှန်ပါအဲ့ဒီလှပတဲ့အမျိုးသမီးကနေတဖြည်းဖြည်းနဲ့ဇရာထိုးတဲ့အုံမေးရရော်ခြင်းကနေဟိုမြေခကြေကြတေးရတဲ့အထီကိုအိုတဲ့အထီကိုပြလိုက်တော့ခေမာမိဖုရားတရားတွေရသွားတယ်အခုတဲ့မင်္ဂလိတဲ့အဲ့ဒီဥပမာပဲတဲ့မင်းမာနာကြီးမနေနဲ့မင်းရဲ့အလှတွေကနေ့တွေလတွေရွေ့လာတယ်လို့အလှတွေကလည်းတဖြည်းဖြည်းရောက်နေတယ်ဟုတ်ကဲ့ဥပမာပေးရမယ်ဆိုရင်တဲ့မင်္ဂလိတယောက်ရဲ့အလှဟာပန်းတပွင့်ဥပမာလေဘယ်လိုပါလဲကိုစန်းတင်ရပန်းလေးတပွင့်နဲ့ဥပမာပေးတယ်ပန်းလေးတပွင့်ကမနဲ့စောစောကြော်လှဘူးလားဖူးပွင့်လန်းတန်းတွေကလှတာလန်းစွမ်းနေတာပဲနော်ဖြည်းဖြည်းချင်းနေမြင့်လာတော့အဲ့ဒီပန်းလှသလားနည်းနည်းလေးနွမ်းလာနွမ်းနာကနေဟုတ်ပြီနောက်ဆုံးကျတော့ညှိုးပြီးတော့မြေခကျွေးကြရတယ်ညှိုးတာကနေခြောက်ပြီးတော့မြေခကျွေးကြမြေခရတဲ့ဘဝရောက်တာနော်ဟုတ်ပြီဗျာခဲကောင်းပါလေးတဲ့မင်းအလှကမမြဲဘူးတဲ့နော်အဲ့ဒါကြောင့်မာနတွေမကြီးနဲ့လို့ဒီလိုပြောတာအဲ့ဒီပန်းလေးတစ်ပွင့်လိုပဲပန်းလေးတစ်ပွင့်ဥပမာလိုပဲတဲ့ဟုတ်တယ်ဟုတ်တယ်မာနမင်းသမီးလေးရဲ့အလှကိုမဝင့်မနဲ့တနေ့နေ့တရွရွမင်းအလှတွေပြက်မယ်အဲ့ဒီအပိုက်ကိုကျွန်တော်အဘဖင်တိုင်းရမပါခြင်းဒီခင်းလိုက်ပါရင်ကျင်တတ်တယ်ဆိုတဲ့ကြော်ကြောင်မျိုးကနော်အဘဥစိန်ခလိုင်းကအဲ့ဒီအပိုက်ကိုဒီလိုတီးခဲ့တယ်ဟုတ်ပြီပြည့်မယ်ဖယားရှင်လက်ထတော်တော်ကခေမမီဖယားအလမာနာတွေထားခဲ့မိရဝဲတရားပြမတမြနောင်ဒနဲ့ဟောမိလေဒီလိုဝဲရေဟုတ်အလကိုမမောက်ပါနဲ့ထောင်ညာကချစ်တနာပါလားကွယ်မောင်လေးလီတော့ကြည်ရဖို့အချစ်အားကတွေ့အချစ်ပင်ယူအောင်အချစ်မိုးလီဆွေရဲ့မြရာဝဲညာတာကဘာသူအချစ်ကိုပြစ်ထားမထားတဲ့ပုတ်ပြီးစကာသာမီညာတဲ့ယုံကြည်မလားမကျင်နာလီလားကိုမာနမင်းသမီးလေးရဲ့အလှကိုမဝဲမနဲ့တနေ့နေ့တရွေ့ရွေ့မင်းအလှတွေပြည့်မယ်ဖယားရှင်လက်ထတော်တို့ကခေမမီဖယားအလှမာနတွေထားခဲ့မိရဝဲတရားပြမမသမြနောင်ဒနဲ့အိုးမင်းလည်းဒီလိုဝဲရဲ့အလှကိုမမောက်ပါနဲ့ထောင်ညာကချစ်တနာပါလားကွယ်မောင်လေးလေးတော့ကြည်လာဖို့အချစ်အားကတွေ့အချစ်ပင်ပြူပါချစ်မိုးလေးဆွေခဲ့မိရဝဲညာတာကတဘာသူအချစ်ကိုပြစ်ထားမထားတဲ့ပုတ်ပြီးစကံတာမီရတဲ့ဟိုးယင်းကြီးမလာမကျင်နာလီပါကွယ်
တချင်းတိုင်းဆိုသွားရင်ချစ်မနာရှင်တဲ့ရိုးရိုးအေးအေးကြီးဟာဗလာတိုင်းဝါသနာရှင်တွေတွေ့ကြလေဗလာတိုင်းလေးပါရအောင်အမဂိတမတိုင်းကျော်ပလောင်းထက်နိုင်ရဲ့မွေးသားဖခင်ဖြစ်တဲ့ကျော်ပလောင်းမြို့ကိုဆောင်ရွာသားဆရာမွေးသားဖခင်စိတ်ကင်းလိုက်ဟာစိတ်ကင်းလိုက်ကနေပြီးတော့ဂိတမတိုင်းကျော်ပလောင်းထက်လိုက်ကျော်ပလောင်းထက်လိုက်ကနေပြီးတော့ကျော်ပလောင်းအောင်ဆောင်ဆိုင်လူကြံဆိုင်အောင်ဆန်းပညာအမွေပေါ့တစ်စစ်လက်စစ်ကမ်းရဟာရှင်းဖျားတွေကနေပြီးတော့လက်စစ်ကမ်းပြီးတော့ယူလာတဲ့ပညာအမွေတွေကိုဒါပရိသတ်ကိုလူလေလို့ကျွန်တော်တို့ပြပြခြင်းမဟုတ်ပါဘူးမှန်ပါကျွန်တော်ဒီတော့လေ့လာထားပါတယ်ဟာကျွန်တော်လေ့လာထားတာလေးတွေကဓာရီပါပရိသတ်ကိုအနုပညာနဲ့ချပြခြင်းဖြစ်ပါမှန်ပါဂိတပညာဝါဒနာနဲ့ဆရာမရှိလိုချင်ပြီကမိမိဘာသာမိမိဟာကိုထင်ရတခြားစီတခြားနဲ့ဝါကရှင်းတော့ရောက်၍ဘောက်တော့လိတာတက်ခဲ့ရှာတော့လူဘောကိုအင်စိတ်ကြီးဝင်၍စုံလင်ကြတာတက်တည်လာသည်ဆရာမူနီတွဲကရှင်လျင်ငါဒီအယူဖြစ်လိမ့်တော့မှန်ပါအာသရိယဝါဒတော်မှာဒီလိုဆုံးမထားပါဒါပေါ့မဂ္ဂဒီဝလင်္ကာတစ်မှာလာတာကဆရာမရှိညာမတိကဟုတ်လိမ့်နိုးစင်ကန်းတို့အကျိုးအကြောင်းကောင်းကောင်းမှန်မှန်တမ်းမှန်ပတ်လျော်ရှင်းအောင်မကြီးအစီအရင်အစင်မတစ်တစ်ဖြစ်တစ်ပါးရေဝယ်များဤတဲ့ဟောဒီနေ့ကျော်ပလောင်းမှာဆိုင်လူကြဆိုင်အောင်ဆန်းဆိုတာကဆရာကောင်းတပည့်ကိုပန်းကောင်းပန်းလမ်းကြောင်းအမှန်ပေါ်ကိုရောက်ရှိလာသူတူပါမှန်ပါစိတ်သစ်မှန်သွားရောက်လို့ဖြာတယ်ဟောစိတ်တွေမှန်ညာပုံမစဗရမများမှန်တော့နိုမမညစ်နိုမနစ်တော်လည်းမညစ်ပါသည်ဒီအရောက်တိုးလို့သာပြောင်းရှင်းဆိုရိုစကားနဲ့အညီအမအယွင်းအဖြင်းအပေါ့အဆမင်းအပါရအောင်ဆရာများရဲ့နေတရီကိုဖြင့်ဆိုင်အောင်ဆန်းတိတ်တိပုတ်ဆိုတာဒီလိုစကြပါလို့ဝင်နေတော့မဟာရန်ကိုဆရာစစ်
ဟ